ကတွေကြတဲ့သမီးရဲ့ရှိမှအပြုံးချွေနိုင်တော့မင်းရှိကမြင်ခွေကပြီးလို့ခွန်အားပေးနေတဲ့စကားတွေသာပြောတယ်သမီးရဲ့မမေမညိုညင်ပါဘူးစံမပြေတာရှိလေလေအေးမြလို့တုံရင်နေပါစေဘူးပြင်းလဲနာမှာအမြဲကွယ်ကပြီးတယ်လောကရဲ့လက်ွယ်ကြတဲ့မကြောက်ရွံ့ရှိမှရတည်နေတော့မင်းသမီးမင်းလို့အင်းတွေလဲစံပြေအောင်ဖြည့်စည်းပေးပေးပါနော်မေစကားမျက်နှာကြောင့်လည်းမေပြုံးလေးနဲ့ခြင်းနဲ့လောကဘာကြီးနဲ့ကြောင့်မေကိုမလဲနိုင်ဘူးမေဒီရောက်တဲ့သမီးရဲ့ဥယျာဉ်မှုချစ်လည်းနဲ့ပဲပြင်းသူအမတရားများကိုလက်တွဲဖို့ပေးသူကပြီးတယ်လောကရဲ့လက်ွယ်ကြတဲ့မကြောက်ရွံ့ရှိမှရတည်နေ